ရှင်တော်မြတ်ဖရာတကယ်လို့ညီတော်မြတ်ဆရာမြတ်တာစေတနာအေးအေးမြတ်မြတ်ပန်းကလေးများစွာပွေလန်းစီခဲ့တာဘဝကိစ္စအလားဆုံးဖြစ်စေရန်ကာဒီစာအဆုံးဖြစ်ပြုံးပြချောကဆုံးမပြောတာမြတ်တော်ဆရာအလိမ္မာရီတို့မြင့်စီဖို့ပညာရီပြီးဝင်ခဲ့တာအကျဉ်းသာပြေဝမြတ်ဆရာညီမြထားကြဆုံးမနာယူလက်ကလေးကိုပိုင်ဥခိုင်ပါရဲ့မြတ်ဆရာမြတ်ဆရာနှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြာခဲ့ပြီပေါ့မြတ်ဆရာခေါင်းလုံးလေးလေးတန်ချိုတီးကဟိုအဝေးမှလွင့်ပြန်လာခါခိုင်နာထိုင်ဆရာဦးဘာကူလူလူတွေးကငေးကနှလုံးသားမှာပီတိဝေဖြာစရုပ်အလုံးယုံများမှာကြီးကြီးလေးတက်မတော်လေးမှာရောက်ရှိနေပါပြီက